မိုင်းလာမျိုးအိမ်မမျိုးတော့လားစိန်ခေါ်မှုတွေနဲ့မျိုးလားရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့တောင်တန်းတွေကြားမှာထူးခြားတဲ့ဖိတုကလက်ရာတွေနဲ့ခင်မီတဲ့မြို့ပြအပြင်စင်တွေနဲ့တည်ရှိနေတာကတော့မိုင်းလာမျိုးပဲဖြစ်ပါတယ်လူတော်တော်များများကတော့ဒီမျိုးကိုအခွင့်အလန်းတွေပေါ်တဲ့ရွှေမျိုးတော်လို့လည်းတင်စားကြသလိုတချို့ကလည်းစိန်ခေါ်မှုတွေများတဲ့မြို့တစ်မြို့လို့လည်းမြင်ကြပါတယ်ဒီမျိုးကျွန်တော်တို့မိုင်းလာမျိုးဟာတကယ်ပဲနေချင်းစရာကောင်းတဲ့မျိုးလားဒါမှမဟုတ်တကယ်ပဲနေသင့်တဲ့မျိုးလားဆိုတာကိုအချက်လက်လေးနဲ့နိုင်ရှင်ကြည့်အောင်ဘာကြောင့်နေချင်းစရာကောင်းတယ်လဲတန်ရှင်းတဲ့လမ်းမကြီးတွေညမီးထထိန်လေးနေတဲ့ကာစီနိုနဲ့ဟိုတယ်ကြီးတွေဈေးဝယ်စင်တာတွေပထမဆုံးအနေနဲ့မိုင်းမျိုးရဲ့နေချင်းစရာကောင်းတဲ့အချက်တွေကိုပြောရရင်ခင်မီတဲ့မျိုးပြအသွင်အပြင်မြန်မာပြည်ရဲ့တခြားမျိုးတွေနဲ့မတူပဲနိုင်ငံခြားရောက်သွားသလိုခံစားရစေတဲ့အဆောက်အအုံတွေနဲ့တန်ရှင်းတဲ့လမ်းမတွေကစီးပွားရေးအခွင့်အလမ်းနယ်စပ်မျိုးဖြစ်တဲ့အတွက်ကုန်သွယ်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာအလုပ်ကိုင်းအခွင့်အလမ်းတွေအမြဲရှိနေတတ်ပါတယ်လုံခြုံမှုနဲ့စနစ်ကြမှုမျိုးရဲ့စီမံခန့်ခွဲမှုကလည်းတော်တော်လေးကိုစနစ်ကြသလိုလုံခြုံရေးပိုင်းမှာလည်းစိတ်ချရတဲ့မြို့တစ်မြို့လိုလည်းပြောလို့ရပါတယ်။ဒါကြောင့်သတိထားတဲ့တယ်လေလူစီကားတဲ့နေရာတွေဈေးလုံးတစ်စိတ်တွေနဲ့လူတွေဟာအလုံးရှုံနေတကြပင်မဲ့လို့ဒါပေမဲ့နေတင်တလားလို့မေးလာရင်တော့ထဲသွင်းစဉ်းစားရမယ့်အချက်တွေကတော့ရှိလာပါပြီ။ကုန်စည်နှုန်းမြင့်မားခြင်းမိုင်းလာမျိုးရဲ့လူနေမှုစရိတ်ကတခြားမျိုးတွေထက်ကိုတော်တော်လေးမြင့်မားပါတယ်စားတောက်စရိတ်နဲ့အိမ်ငါးခါတွေကအလေးအနက်ထားပြီးစဉ်းစားရမယ့်ထဲမှာကျွန်တော်တို့ပါပါတယ်ဘာသာစကားနဲ့ယဉ်ကျေးမှုဒီမှာကကျွန်တော်တို့တရုတ်စကားနဲ့ဒီတရုတ်စာကိုပဲအဓိကထားတဲ့နေရာမှာရှိနေတာကြောင့်ဘာသာစကားအခက်အခဲရှိနေထိုင်ရတာအနေငယ်တော့ကျွန်တော်ရုန်းကန်ရနိုင်ပါတယ်ဖြော်ဖြေရေးနဲ့ပဝန်းကျင်မျိုးကပြောစရာကောင်းပေမဲ့လို့ကျွန်တော်လောင်ကစားတွေဖြော်ဖြေရေးလုပ်ငန်းတွေအရန်များတာကြောင့်မိသားစုလည်းအခြေချဖို့ဆိုရင်တော့ပဝန်းကျင်ကိုတေချာရွေးချယ်ဖို့လိုပါလိမ့်မယ်အဲ့တော့ကျွန်တော်မေးချင်တာပေါ့နော်မိုင်းလာမျိုးကနေချင်းစရာတော့ကျွန်တော်အမြင်မှာတော့ကောင်းပါတယ်ဒါပေမဲ့ကိုယ်စိတ်ကိုမထိုင်နိုင်တဲ့လူတွေအပျော်ပါမှတ်တဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့မိုင်းလာမျိုးအိမ်မဆိုးတစ်ခုလို့ပေါ့ဖြစ်နေမှာပါကိုထိန်းချောင်းတဲ့လူအတွက်ဆိုရင်တော့မိုင်းလာမျိုးမှာတော့ခွင့်လန်းတဲ့အများကြီးရှိပါတယ်ကိုရဲ့အခြေအနေနဲ့လည်းလွန်ကျူးတွေပြောင်းပြင်ဆင်နိုင်မှသာနေတဲ့မျိုးလေးပါလို့ကျွန်တော်ပြောကြရင်းနဲ့ပဲမိုင်းလာမျိုးမိတ်ဆွေတို့မှာဘယ်လိုမျိုးလဲဆိုတော့တစ်ချက်တော့ပြောသွားကြပါ